တခုသောဘဝတုန်းကသူဟာအလွန်ချမ်းသာကြွယ်ဝတဲ့တတိသားတစ်ယောက်ဖြစ်တယ်ဥစ္စာပစ္စည်းချမ်းသာပြီဆိုလို့ရှိရင်ပတ်ဝန်းကျင်ကမြက်မြက်နုံနုံတန်ဖိုးထားပြီးတော့ပေါင်းတင်ဆက်ဆံကြတဲ့မိတ်ဆွေတွေအချွေရန်တွေဆိုတာလည်းရှိလာကြသမြဲပေါ့နော်အဲ့ဒီလိုအခြေအနေလေးတွေနဲ့ကြုံလာတဲ့အခါမှာသူကဘာဖြစ်တော့ဆိုတော့ဒဏမန်ရစ်တယ်ဒီပြင်လူတွေနဲ့ကိုယ်နဲ့မတူဘူးလို့ထင်နေတာသူမှန်ဝင်တာပေါ့အဲ့ဒါနဲ့ဒီနေ့သူမြို့ထဲမှာသူ့ရဲ့အချွေရန်တွေပေးသက်တွေနဲ့တွားရင်းနဲ့တက္ကရာတိခိလို့အမည်ရတဲ့ပြစ္ဆေကဗုဒ္ဓအရှင်မြတ်တစ်ပါးနဲ့တွေ့ပြစ္ဆေကဗုဒ္ဓကိုမြင်လိုက်တယ်ဆိုရင်တာမန်အဖြစ်တော့ဒါကုသိုလ်ဖြစ်စရာအကြောင်းတရားပါပဲပြစ္ဆေကဗုဒ္ဓဆိုတာယဟန္တာပဲအလွန်ငြင်းအေးတော်မူမယ်ဆိုတာနော်သိတာတယ်ပေါ့ဒါပေမဲ့ပြစ္ဆေကဗုဒ္ဓကိုမြင်တာကုသိုလ်စိတ်မဖြစ်ဘဲနဲ့ဒေါသစိတ်ဖြစ်တယ်ဘာလို့ဒေါသစိတ်ကဖြစ်ရတာတော့ကျန်တဲ့လူတွေအကုန်လုံးကသူ့ကိုလေးလေးစားစားတန်ဖိုးထားပြီးတော့ဆက်ဆံကြမယ်ဥမာအရှင်ပြစ္ဆေကဗုဒ္ဓကတော့ယဟန္တာဆိုတော့သူ့လန်းသူအေးစီတီတီငင်းကြွားသွားမယ်သူ့ကိုကြည်တောင်းကြည့်ခြင်းမှကြည့်မယ်လို့ဦးဇင်းထင်တယ်အဲ့ဒါကိုသူမခံစားနိုင်တော့စဉ်းစားကြမန်ကြောင့်ဖြစ်တဲ့ဒေါသပေါ့နော်ဒီလူကဘာလဲသူများရဲ့တန်ဖိုးထားမှုနော်အလေးထားမှုအထင်ကြီးမှုကိုလွယ်လွယ်လေးရနေတာမရတဲ့အခါကျတော့သူအခါရခက်တယ်ပေါ့အဲ့ဒါကြောင့်ပြစ္ဆေကဗုဒ္ဓလည်းအနားလေးရောက်တော့သူဘာလုပ်တယ်ထင်တော့အနုအရွယ်လူရှင်းရဲပဲဆိုပြီးတော့တတွေးနဲ့ထွေးတယ်တဲ့ဟောတပိတ်ကိုလည်းသူကအိုးမဲမဲလို့ထင်ချင်းထင်းနေမှာသူများရင်တော့တောင်းစားနေအခြေအမြင့်မရှိလို့ထင်မှာပေါ့ဝိထားတဲ့သင်္ကန်းပတ်ကိုလည်းပဲအကျုပ်ဆက်အဖားတွေနဲ့ဆိုတော့အလုံးကိုအောက်တန်းကြတဲ့အဝတ်လို့သူထင်ကောင်းထင်ပဲပေါ့နော်ပို့ပြီးတော့ဆိုတာကတော့တတွေးနဲ့ထွေးတဲ့ကိစ္စတာမန်လူတယောက်သူ့လမ်းပေါ်သူသွားနေတာတတွေးနဲ့ထွေးခွင့်ရှိသလားအဲ့ဒါလို့လုံမယ်လို့ရှုံးဖြတ်ပြီးတော့လှုပ်လိုက်တဲ့အနေအထားလေးကိုတည်တည်ချာချာကြည့်ကြည့်သူ့ရဲ့စိတ်ဟာဘလောက်တောင်ယုံညံ့မှုတွေနဲ့လွှမ်းမိုးသွားတယ်လဲဆိုတာသိနိုင်တယ်အဲ့ဒါပြစ္ဆေကဗုဒ္ဓရှင်မြတ်ရဲ့ပုံမှာလွန်ကျူးမိတာဆိုတော့ပိုးပြီးတော့သူ့အတွက်အထိနာတယ်ဒါကြောင့်မလို့အဲ့ဒီဘဝကသေတဲ့အခါမှာသူငရဲဟိုတောင်ရောက်သွားတယ်အံ့ဩစရာနော်ကံတရားတို့ရဲ့တော့ကြီးလေးတဲ့အပြစ်ဒဏ်ကြောက်စရာကောင်းတယ်ဟုတ်လားအဲ့ဒါငရဲကလွတ်တော့မှကံကျွင်းကံကြံအနေနဲ့ဘဝပေါင်းများစွာအနုရွယ်လူရှင်ရဲ့ဘဝကိုဖြတ်တန်းရတယ်တာမန်လူတယောက်ဘက်မှာလွန်ကျူးမိတာဆိုတော့ဒီလောက်ကြီးထိခိုက်ခြင်းမှထိခိုက်မှာပေါ့အခုသူလွန်ကျူးစော်ကားတာတာမန်လူမဟုတ်ပြစ္ဆေကဗုဒ္ဓဖြစ်နေတယ်မတူဘူးနော်တာမန်ပုထုဇဉ်တွေကိုပြင်မာတာနဲ့အရိယာသူတော်စင်တွေကိုပြင်မာတာနဲ့အပြစ်ဒဏ်ချင်းတူနိုင်မလားမတူနိုင်ဘူးဒါကြောင့်ပြစ္ဆေကဗုဒ္ဓကိုအဲ့လိုကျူးလွန်စော်ကားတဲ့အတွက်ကြောင့်သူကအနုရွယ်လူရှင်ဖြစ်ရတာသူဘဝဆက်ကြောင်းပေါ့အဲ့လိုဆိုရင်ဘီလူမဟောဘာလို့တိုက်ရတာတော့ဒါလည်းအကြောင်းရှိတယ်တဲ့တကူသောဘဝတုန်းကသူကတထေသားတစ်ယောက်ပဲသူ့မှာသူ့လိုအလွန်ချမ်းသာတဲ့တငယ်ချင်းတထေသား3ယောက်ရှိတယ်သူနဲ့ပါဆိုရင်4ယောက်ပေါ့အဲ့တော့ဒီနေ့တော့အဲ့ဒီတငယ်ချင်း4ယောက်ကဤစမာလေးတယောက်ကိုခေါ်ယူပြောပါပြီးတော့အခကျင်းငွေမပေးလိုကြတဲ့အတွက်ကြောင့်မူးမူးယူယူနဲ့တိုင်ပင်ကြတယ်တဲ့ဘာတိုင်ပင်လဲဆိုတော့တို့ဒီပြည်စမာလေးကိုတပ်ပစ်ကြမယ်ကွာဒါဆိုလို့ရှိရင်အခကျင်းငွေလည်းပေးစရာမလိုဘူးဝိစားထားတဲ့လက်ဝတ်လက်စားယတနာပစ္စည်းတွေလည်းအလကားရမှာအိမ်မှာဥစ္စာပစ္စည်းမရှိတာလည်းမဟုတ်ဘူးနော်မူးမူးယူယူနဲ့ကြံမိကြံရကြံကြတာအဲ့လိုတိုင်ပင်ကြတာကိုအခန်းထဲမှာရှိနေတဲ့ပြည်စမာလေးကကြားတယ်ကြားတဲ့အခါကျကြည်စမ်းအလွန်ယုံမှရက်ဆက်တဲ့လူတွေဒင်းတို့တကယ်လို့ငါ့ဟောသာတတ်ခဲ့မယ်ဆိုလို့ရှိရင်ဒင်းတို့ကိုလည်းပြန်ပြီးတော့တတ်နိုင်တဲ့ငါဖြစ်ပေရစီတွေးကြည့်နော်သူ့စိတ်ထဲမှာလည်းပဲအလွန်ကြောက်မက်ဖွယ်ရကောင်းတဲ့အတွေးတွေဟုတ်လားယောက်ျားသား၄ယောက်နဲ့မိန်းမသား၁ယောက်ဘလို့မှကာယဗလအနေနဲ့ရှင်လို့မရပေမဲ့လို့စိတ်ထဲမှာတော့အရန်ကြောက်မက်ဖွယ်ရကောင်းတဲ့အတွေးတွေဖြစ်နေတာမြင်နိုင်တယ်အဲ့ဒါဒီ၄ယောက်ကလည်းပဲရဲဆက်ဆက်ဒီပြည်စာမလေးကိုဘာအပြစ်မှမရှိဘဲနဲ့နော်ဥစ္စာပစ္စည်းတည်းဟူသောအကြောင်းကြောင့်ဝိုင်းပြီးတော့တတ်ကြတာအဲကြောင့်အဲ့ဒီပြည်စာမလေးကဘလူးမှဖြစ်ပြီးတော့ဘဝပေါင်းများစွာဒီ၄ယောက်ကိုလိုက်တတ်တယ်တဲ့ကိုရှင်တို့မြတ်စွာဘုရားလက်ထက်ပုဂ္ဂုတ္တတိမင်းကြီးဆိုရင်လည်းသူ့လက်ချက်နဲ့သေရတယ်။ဘာဟိယဓာတုစရိယတမ္ပတ္ထာတိကခုတုတ္တသမရဲ့ခုပြောတဲ့သဗ္ဗဗုဒ္ဓရဲ့၄ယောက်ဘဝတန်တရားမှာပြုသူဖြစ်မိရင်တစ်ချိန်မှာခံသူဖြစ်ရလိမ့်မယ်ဆိုတာလွဲချော်မှုမရှိတဲ့နေရာမှာဒါသဗ္ဗဗုဒ္ဓရဲ့တစ်ချိန်လုံးကစိုးခဲ့မိုက်ခဲ့တဲ့အကြောင်းအရာလေးတွေအဲ့ဒါမြတ်စွာဘုရားကအဲ့လိုဟောပြပြီးတော့ယဟန်တို့တဲ့လောကမှာအတိညာဏုံနဲ့မိုက်မဲကြတဲ့ပုံကိုယ်တွေဟာဒီအလုပ်ကိုငါလုပ်လိုက်ရင်ဒီအလုပ်ကငါ့ကိုကောင်းကောင်းနှိမ့်ဆက်မှာပါလားလို့မကောင်းမှုတွေရဲ့ပုံမှာနားမလည်နိုင်ကြတဲ့အတွက်ကြောင့်ကိုယ်ကိုနှိမ့်ဆက်မဲ့ဒုက္ခပေးမဲ့အဲ့ဒီမကောင်းမှုတွေကိုပဲရဲရဲဝံ့ဝံ့စိတ်ပါလက်ပါလောက်ကြကန်ကြရင်းနဲ့ဘဝတန်တရားကြီးထဲမှာကိုယ်ဒီပင်လင်ကိုယ်ရန်သူဖြစ်ပြီးတော့နေနေကြတယ်လို့စကားအနုတန်တွေဆက်ဆက်ပြီးတော့သောတော်ကကာထာတော်လေးကိုအဲ့ဒီမှာဟောတာစဉ်းစားကြည့်နော်တချို့ဆိုရင်ကိုဒုက္ခရောက်သွားစေမဲ့အလုပ်တွေကိုပဲဒုက္ခရောက်သွားစေမဲ့အလုပ်တွေလို့မသိတဲ့အခါကျတော့ရဲရဲဝံ့ဝံ့ပျော်ပျော်ရွှင်ရွှင်တချို့ဆိုជីជីနူးနူးတောင်လုပ်နေကြတာမရှိဘူးလားမဒုဝါမညတိပါလောယာဝပပနပစ္စတိတဲ့ဟုတ်လားမကောင်းမှုအကျိုးမပေးသေးသမျှကလပ်ပတ်လို့လူမိုက်ဟာမကောင်းမှုကိုပြားရည်လို့ခြူတယ်လို့မှတ်ထင်နေတယ်ကိုလဲလာပြီးနှက်လာပြီးဆိုပြီးတော့ဒီခေတ်မှာမကောင်းမှုတွေကိုလွန်ကျူးနေတဲ့လူတွေကိုအများအပြားမတွေ့နိုင်ဘူးလားတ
တွေ့နိုင်နော်ကြရာအစပစ္စတိပါပံဘာလောဒုက္ခနိဂစ္စတိမကောင်းမှုအကျိုးပေးပြီလဲဆိုရောအဲ့ဒီလူမိုက်ဟာဒုက္ခပြီးဒုက္ခဒုက္ခပြီးဒုက္ခတွေ့ကြရတော့တာလို့အဲ့တိုင်မြတ်စွာဘုရားဟောတာလည်းရှိ